မဟာမြတ်မှုနှင့်ဖျားဂောဘကအဖွဲဝင်ဟောင်းတယောက်ဖြစ်တဲ့အသက်85နှစ်အရွယ်ဦးထွန်းအောင်ရဲ့ပြောပြချက်အရအာရခတပ်တော် AA ကပြီးခဲ့တဲ့ဇူလိုင်လ3ရက်နေ့ကစတင်တူးဖော်ခဲ့ပြီးဇူလိုင်လ4ရက်နေ့မှာတူးဖော်ရရှိခဲ့တယ်လို့သိရပါတယ်။ရခိုင်ပြည်အတွက်အရေးကြီးအမွေအနှစ်ပစ္စည်းဖြစ်တဲ့အဲ့ဒီခေါင်းလောင်းကိုအလန်နီပါတီခေတ်အတွင်းခေါင်းလောင်းလုံးကျုံရဲ့အတွက်မဟာမြတ်မှုနှင့်ဂုံတော်နောက်ဖက်မှာဝတ်ထားခဲ့ကြပြီးဒီနေရာကိုတည်တဲ့ဦးထွန်းအောင်ကအခုအချိန်ထိဘသူ့ကိုမှမပြောပြဘဲထိမ့်သိမ်းထားခဲ့တာဖြစ်တယ်လို့သူနဲ့တွေ့ရှိခဲ့တဲ့ဆရာဝန်ဟင်အောင်ကပြန်ပြောပြပါတယ်ဦးထွန်းအောင်ကအသက်24နှစ်မှာသူ့အဖေဦးရှင်းအောင်နဲ့သူ့ဦးလေးဦးမြအောင်တို့ကဒီခေါင်းလုံးကိုဒီစိတ်မချတဲ့အတွက်မဟာမင်းကုန်းကနေပြီးတော့ခုဒီခေါင်းလုံးတွေ့တဲ့နေရာကိုရွှေ့တဲ့အချိန်မှာသူကိုယ်တိုင်မြင်ခဲ့တယ်သူကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ပြောတယ်ဗျအဲ့ဒါကိုဦးထွန်းအောင်မင်းသားစုနဲ့သက်ဆိုင်ရာတွေကတိုင်ပင်ပြီးတော့ဦးထွန်းအောင်ပြတဲ့နေရာကကြာရင်ခုလက်ရှိဆိုရင်မဟာမြတ်မုန်းရဲ့နောက်ဖက်မှာမဟာမြတ်မုန်းဖုန်းကြီးကျောင်းဆိုတာရှိတယ်ဗျအဲ့ဒီရဲ့အနားမှာသူကပြတော့သူဒီတူးမဲနေရာနဲ့ဖုန်းကြီးကျောင်းဆောက်ထားတဲ့ပနက်ရှာတဲ့နေရာနဲ့ဆိုရင်6လမ်းမတာလောက်ပဲဝေးတယ်ဗျအဲ့ဒီနေရာကိုတူးဖော်တဲ့အချိန်ပေါ့တူးတာကလည်းဒီမိုးရင်းကာလပါဇူလိုင်လ3ရက်နေ့နေ့လေဒီ7နာရီလောက်ကနေစတူးတယ်နောက်တရက်ဇူလိုင်လ4ရက်နေ့ဒီမနေ့ပိုင်း3နာရီလောက်မှအဲ့ခေါင်းလုံးကိုဆိုရင်မြေဘုံကိုဆွေးတင်နိုင်တယ်လို့ပြောရမယ်စုစုပေါင်းပေအနက်ကကြရင်10ပေကျော်လောက်တူးခဲ့ရတယ်လို့တူးဖော်တဲ့ထဲမှာပါတဲ့လူတွေကပြောတာပါဦးထွန်းအောင်ကိုဖာစာပလာခေပါတီကောက်စီခေအလန်နီပါတီခေစတဲ့ခေအဆက်ဆက်မှာခေါင်းလောင်းမြုပ်နှံထားတဲ့နေရာကိုပြောပြဖို့ဖိအားပေးစစ်ဆေးမှုတွေရှိခဲ့ပေမဲ့နောက်ဆုံးမှဖွင့်မပြောခဲ့တဲ့အတွက်ဂောဘကအဖွေကနေထုတ်ပယ်ခဲ့လိုက်ရတယ်လို့သိရပါတယ်။လက်ရှိမှာအာရခတပ်တော် AA ကဦးထွန်းအောင်ကိုရတရာခေါင်းလောင်းအနှံပေးတဲ့အတွက်ကျပ်ငွေ3,500ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးအဲ့ဒီငွေကိုမဟာမှုနှင့်ဖုန်ကြီးကျောင်းဆောင်ဆောက်လုပ်ရမှာလူဒန်းတော်မယ်လို့သိရပါတယ်။အဲ့ဒီတမိုင်းဝင်ရတရာခေါင်းလောင်းကိုမရာဦးခင်မှာရခိုင်ဘရင်နရပတိကြီး1638 1645လက်ထက်မှာသွန်းလုံခဲ့တာဖြစ်ပြီးအမြင့်86စင်တီမီတာအောက်ခြေအချင်း65စင်တီမီတာအောက်ခြေအဝန်း209စင်တီမီတာအနာအထူ4စင်တီမီတာကိုထေအဝန်း160စင်တီမီတာနဲ့ဝိုင်းလုံးဘက်24စင်တီမီတာရှိတဲ့တမိုင်းဝင်ကျေးသွန်းခေါင်းလောင်းဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီခေါင်းလောင်းရဲ့အမျက်နှာပြင်မှာပါဠိတက္ကတာရခဝနဘာသာ3မျိုးနဲ့ရေးထိုးထားတာဖြစ်ပြီးအင်းအိုင်ခါလေပညာရဲ့3မျိုးပါဝင်တဲ့ရခိုင်ရှေဟောင်းရတရာခေါင်းလောင်းဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ကရခိုင်ကဘာသာရဲ့အဆောက်အုံတွေကိုဘုံကျဲတာတွေရှိနေလို့လေကြောင်းအန်ဒီရဲကိုစိုးရင်ရတဲ့အတွက်တမိုင်းဝင်ခေါင်းလောင်းကိုမပြောက်ပြက်အောင်တေချာထိမ့်သိမ်းစေလိုတယ်လို့